အားလုံးပဲမင်္ဂလာပါခင်ဗျာ SSK တက် YouTube Channel Facebook Page နဲ့ TikTok အကောင့်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ Telegram ကနေစကားတွေအကြည့်များလို့ Phone Store တွေခဏခဏပြည့်နေတဲ့ပြဿနာကိုကြုံနေကြတဲ့သူတွေအတွက်ဒီ Telegram မှာစကားတွေဘလောက်ပဲကြီးကြီး Phone Store တွေခဏလေးနဲ့မပြည့်အောင်ချိန်ထားပေးလို့ရမယ့် setting လေးတွေအကြောင်းကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဘယ် setting လေးတွေဖြစ်မလဲဆိုတာကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ဖုန်းထဲက Telegram software လေးတွေကိုဝင်ပေးလိုက်ပါခင်ဗျာ Okay ပါ Telegram နဲ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်ဘယ်ဘက်ပေါ်တောင်းမှာရှိတဲ့ menu bar လို့ခေါ်တဲ့အမြင့်သုံးချောင်းလေးတွေကိုကျွန်တော်တို့နဲ့ဆက်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါ menu bar လို့ခေါ်တဲ့အမြင့်သုံးချောင်းလေးတွေကိုဝင်ပေးလိုက်ပါဒီထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါ setting တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ setting ထဲမှာရှိ data and storage ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါမိတ်ဆွေတို့အနေနဲ့ data and storage ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ Okay ပါ data and storage ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ပထမဆုံးချိန်ထားပေးရမယ့် setting လေးကတော့ automatic media download ဆိုတဲ့ setting လေးရဲ့အောက်မှာရှိတဲ့ setting 3ခုပဲဖြစ်ပါတယ်ဒီ setting 3ခုကိုမိတ်ဆွေတို့အနေနဲ့ဖွင့်ထားတယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ပိတ်ပေးရမှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဒီ setting လေး3ခုကိုဖွင့်ထားတယ်ဆိုရင်တော့ပိတ်ပေးလိုက်ပါခင်ဗျာ Okay ပါဒါကတော့ပထမဆုံးလုပ်ရမယ့် setting လေးပဲဖြစ်ပါတယ်ဒုတိယမြောက် setting လေးကတော့ဒီအောက်မှာရှိတဲ့ save to gallery ဆိုတဲ့ setting လေးရဲ့အောက်မှာရှိတဲ့ setting 3ခုဖြစ်ပါတယ်ဒီ setting လေး3ခုကိုလည်းမိတ်ဆွေတို့အနေနဲ့ဖွင့်ထားတယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ပိတ်ပေးရမှာဖြစ်ပါတယ်ဆိုတော့ပိတ်ပေးလိုက်ပါခင်ဗျာ Okay ပါဒါကတော့ဒုတိယမြောက် setting လေးပဲဖြစ်ပါတယ် Okay ပါနောက်ဆုံးအနေနဲ့လုပ်ရမယ့် setting လေးကတော့ဒီအပေါ်ဆုံးမှာရှိတဲ့ storage usage ဆိုတဲ့ကျွန်တော် setting လေးပဲဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဒီမှာရှိတဲ့ storage usage ဆိုတဲ့ setting လေးထဲမှာကျွန်တော်တို့အနောက်မှာ memory တွေများနေတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာကျွန်တော်တို့ memory တွေခဏလေးနဲ့ပြည့်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ storage usage ကိုရှင်းထုတ်ဖို့အတွက် storage usage ကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ clear cut ဆိုတဲ့ setting လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့အနေနဲ့အမိုက်ကလေးတွေကိုရှင်းထုတ်ရမှာဖြစ်ပါတယ်ဆိုတော့ clear cut ကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့အနီရောင်စာတန်းလေးနဲ့ clear cut ကိုပဲဆက်နှိပ်ပေးလိုက်ပါခင်ဗျာဒါဆိုရင်တော့ဒီမှာ100ရာခိုင်နှုန်းပြည့်ပြီးသွားပြီဒီပေါ်မှာလဲ storage clear ဆိုပြီးတော့အမှန်ကြီးအစိမ်းရောင်လေးနဲ့ပြသွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာကို Telegram မှာကြည့်ခဲ့တဲ့မြဗီဒီယိုတွေကျွန်တော်တို့ဓာတ်ပုံတွေပေါ့နော်ဒီအမိုက်ကလေးတွေကိုရှင်းထုတ်ပြီးသွားပြီပဲဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ဖုန်းထဲကကျွန်တော်တို့Telegram software လေးထဲမှာကိုယ်အနေနဲ့စကားတွေအကြည့်များလို့ဖုန်း memory လည်းခဏခဏမပြည့်ကျင်ဘူးဆိုရင်တော့ဒီ setting လေးတွေကိုမိတ်ဆွေတို့နဲ့ချိန်ထားပေးဖို့လိုပါတယ်နောက်ပြီးတော့ဒီမှာရှိတဲ့ storage usage ဆိုတဲ့ setting လေးကိုလည်းမိတ်ဆွေတို့နဲ့တစ်ပတ်မှတစ်ခါလောက်တော့ရှင်းထုတ်ပေးဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အနေနဲ့ Telegram ကနေစကားတွေကိုကြည်တိုင်းမှာဒီ Telegram နဲ့ကနေပြီးတော့အမှိုက်လေးတွေများလာရင်ကျွန်တော်တို့ရဲ့ phone slow တွေကလည်းခဏပြည့်လာနိုင်ပါတယ်ဒါကြောင့်မလို့ဒီ storage usage ဆိုတဲ့ setting လေးကိုတော့မိတ်ဆွေတို့အနေနဲ့တစ်ပတ်မှတစ်ခါလောက်ဝင်ပြီးတော့ရှင်းပေးသင့်ပါတယ်ခင်ဗျာ Okay ပါဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တဲ့အထက်မှာနားမလည်တာမရှင်းနေတာတို့ရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ